အဲ့ဒီပေးတဲ့ဆရာပြောတန်ကြသွားတိုက်စားဆိုပြီးတော့ရောင်းတန်းအောင်ထုတ်တယ်လို့ကြားတယ်ဒီရောင်းတန်းထုတ်တဲ့နေရာမှာမရုပ်ကောင်းမှုန့်နည်းနည်းထည့်တာပိုးသေးအောင်ဆိုတော့ရှင်းလားဆရာလေးတွေမြန်မအိုးရအောင်မနဲ့အိယာထရဲ့စားနဲ့စနွေးနဲ့ကိုတော်လေးတွေကိုရင်လေးတွေဟုတ်လားဘုန်းကြီးကတော့နေ့လည်ဆုံးစားပြီးသွားဆေးပြီးပြီလေဆရာလေးတွေတည်တာမှာလူတွေကြတော့ညနေစာစားအောင်ပါလေညနေစာစားပြီးအိယာဝင်သွားဆေးလိုက်ဟုတ်လားပြီးမနဲ့ကြတော့သဘောတာမလို့တော့စားနဲ့ဆွေးနဲ့စတ်တာဟာလောက်ဟောခိုင်တယ်ငွေရွယ်နဲ့ဖွားယူမဖြစ်ဘူးဖွားယူမဖြစ်ဘူးယုံလားမယုံရင်ဒီမှာလာသွားလာဖြဲကြည့်မှာဟာတချောင်းမှာပါမဖြစ်ဒါကြောင့်81မိုးကြိုးပြည့်ကြိမ်တော့မှသူများယုံညမှယုံ82နှစ်နဲ့တလရှိသွားတယ်အဲ့တော့သွားကောင်းတော့အိုမှမသိဘူးအိုနေပြီအိုလေးပါဘူးသွားကောင်းလို့